Carry ဒီအပိုင်း stress တွေရမ်းပြီးနေရမို့လို့ spa day လေးလုပ်ဖြစ်တာကိုအားလုံးတူခေါ်သွားပါမယ်။မင်္ဂလာပါဟုတ်ညီမဒီနေ့ waxing လေးလုပ်ချင်လို့နောက်ပြီးတော့လက်သေးခြေသေးလေးပါလုပ်ချင်လို့ပါဟုတ် Carry ခုရောက်နေတာကတော့ Oasis Blue Spa ပါဒီမှာဆိုလို့ရှိရင် facial treatment body treatment wellness massage နဲ့ waxing တွေကိုပါအကုန်လုံးလုပ်လို့ရပါတယ် Carry ကနိုင်ပေါင်းများစွာလက်တော့ရှိမှာ research တွေလုပ်ရတယ်နောက်ပြီးတော့ edit တွေလုပ်ရတာမို့လို့ massage လေးကိုလာလုပ်ဖြစ်ပါတယ်ဒီနေ့မှာတော့ Carry waxing လုပ်သွားပါမယ်ဒါကတော့ waxing မလုပ်ခင်ချိန်နေပါwaxing မလုပ်ခင် Carry နည်းနည်းစိတ်လှူရှားနေရပါတော့နော် waxing အတွက်ဆိုရင်လည်း international brand တွေသုံးမိပါတယ် USA brand Dermalogica နောက်ပြီးတော့ Australian brand Lycon တွေသုံးမိရမို့လို့စိတ်ချရပါတယ်ဒါကတော့ after result ပါလုံးဝအပြောင်းရှင်းသွားရင်နောက်ထပ်ပါ treatment လေးလုပ်မလဲဆိုတာလိုက်ကြည့်ပေးပါအောင်နော်နောက်ပြီးတော့ facial treatment တွေလည်းလုပ်လို့ရပါတယ် Carry ဆိုလို့ရှိရင် wet and seafood ထွက်တယ်လို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့ treatment တွေလာလုပ်ဖြစ်တယ်ဒီတော့ cold skin tightness skin concern ပေါ်မူတည်ပြီးတော့ treatment တွေရွေးချယ်လို့ရပါတယ် Oasis Blue Spa brand လေးကမယန်းကုန်းမှာရောပန်းစိုးတန်းမှာရော branch နှစ်ခုရှိရမို့လို့ကိုယ်နဲ့နီးစပ်ရသွားလို့ရပါတယ်